ဒီကနေ့ရရှိလာတဲ့နိုင်ငံတော်ဝန်ကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုင်းရင်းမျိုးနဲ့ကျေးရုံလုပ်ငန်းတွေအလုံးရင်ဝင်လောင်းလာတဲ့သတင်းတွေတခြားတစ်ဆက်သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲ။ရှမ်းပြည်နယ်မြောက်ပိုင်းတိုင်းရင်းမျိုးတွေကိုတရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေကဏ္ဍပေါင်းစုံကနေဝင်ရောက်လာနေတဲ့လူမျိုးကန်တချို့ကပြောကြားချပါတယ်။စားတော့ကလူသုံးကအချွေးချယ်နဲ့အိဆောက်ပစ္စည်းဆိုင်တဲ့တွေအများကြီးတိုးလာပြီးပိုင်ရှင်တွေကတရုတ်တွေဖြစ်တယ်လို့မျိုးကန်တို့ကဆိုထားပါတယ်။ဆိုင်နေတိုးလာပေမဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကတော့ရှမ်းမြောက်ကလာရှိုးနဲ့ကိုခိုင်မျိုးတွေဆက်ဆိုင်ဈေးနှုန်းမြင့်မြင့်ပေးဝယ်နေရတယ်လို့ဆိုထားပါတယ်။အင်္ဂါငါကစားတောက်နေထိုင်စရိတ်တွေတိမ်ညီမှာအကုန်ဈေးကြီးရလို့မျိုးကန်တို့ကဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းတိမ်ညီမျိုးတဲ့ကန်စာဘက်မှာလည်း3တက်4တက်ရှိတဲ့အဆောက်အုံတွေထက်ဆောင်နေရလို့ဒေသခံတချို့ကပြောကြားထားပါတယ်။ကိုကန်တွေရဲ့ဌာနဆိုင်ရာရုံလုံးရမယ်လို့သိရတယ်လို့ကိုကန်နဲ့နေဆက်သူတို့ကပြောဆိုထားပါတယ်။ကိုကန်ကတော့တိမ်ညီမျိုးနဲ့တစ်ခုလုံးကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့အပြင်ဒေသတွင်းအုပ်ချုပ်ရေးနဲ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့သက်ဆိုင်တဲ့အခြေအနေတွေကိုကိုကန်ကျက်ရဲ့လူမျိုးကွန်ရက်စာမျက်နှာကတက်ဆင်းဇက်တိုက်ထုတ်ပြန်နေပါတယ်။အဲ့ဒီပြင်ကချင်ကမျိုးနယ်3ခုမှာတိုက်ပွဲဇက်တိုက်ဖြစ်ပွားနေတဲ့သတင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့မျိုးနယ်3ခုမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်တွေကဖားကံဗန်းမော်နဲ့ဝိုင်းမော်စားတဲ့မျိုးနယ်3ခုမှာကချင်လွတ်လပ်ရေးတပ် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်တော် PDF ပူးပေါင်းတပ်တွေနဲ့စစ်တပ်တို့ကြောင့်စစ်ရေးတင်းမာနေရလို့ KIA ပြည်ကြားရေးတာဝန်ခံပုံမှုချင်းတော်ဘူးကပြောကြားခဲ့ပါတယ်။ဖားကံမြို့ထဲမှာတော့ဒီနေ့မနေ့ပိုင်းကစပြီးစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေတကြောပြန်ပြင်းထန်နေရလို့ပုံမှုချင်းတော်ဘူးကပြောပြထားပါတယ်။3နေရာလောက်မှာဖြစ်နေတယ်။လေရင်တွေတက်လာတယ်လို့ကြားပြီးပုံကျဲရတော့အခုထိမကြသေးဘူးလို့ဆိုထားပါတယ်။လုံငင်းကျေးရွာငိမ့်ချတာယာရေးကျေးရွာထဲမှာစစ်တပ်ရဲ့နေမြေရဲစခန်းကိုဒီကနေ့မနက်ပိုင်းထဲက KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေလို့မြေပြင်တတိရင်းမြစ်ကကြောကြားခဲ့ပါတယ်။ခွန်စာကုန်းကလူတွေအကုန်စစ်ဆောင်နေရပြီးရဲစခန်းကိုတော်လိုင်းကဝိုင်းဝန်းပိတ်ဆို့ထားပြီးလမ်းတွေလည်းပိတ်ထားရလို့ဆိုထားပါတယ်။ဆိုင်ပွဲတဲ့ခွန်စာကုန်းကရခိုင်စုရက်ကနေအိမ်တစ်ခုပေါ်လက်နက်ကြီးကြလို့အမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသရင်းမြစ်တစ်ခုကတင်ရှိထားပါတယ်။ဆိုင်တောင်ဘက်မှာလည်းစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေရှိနေပြီးဖားခတ်ဆိုင်တောင်ဆက်သွယ်ထားတဲ့ဟိုမာလမိုင်းကနေစနဝိုင်လမ်းကုန်ပိုင်းတွေကနှစ်ဖက်တပ်တွေကပိတ်ချပြီးဗန်းမော်မြို့တိုက်ပွဲကတော့ဖားခတ်နဲ့အင်းတော်ကြီးဘက်တို့ကနေစစ်ကူလာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေနဲ့ KIA တပ်တွေကြားတိုက်ပွဲတွေနေတိုင်းဖြစ်နေတယ်လို့ပြောကြားခဲ့ပါတယ်။တော်တော်များများနေရာမှာတိုက်ပွဲတွေရှိနေပါတယ်။ကချင်ပြည်နယ်မှာစစ်ရေးတင်းမာတဲ့အခြေအနေလို့သူကပြောကြားထားပါတယ်။တစ်ဖက်ဝိုင်းမော်မြို့ထဲမှာလည်းမျိုးစောက်တပ်ဖြစ်တဲ့စစ်တပ်ရဲ့အပတ်98ချေလီတက်ရင်ခလာရအနီးမှာစစ်တပ်နဲ့ KIA တပ်တို့ကြားဒီနေ့ထိတိုက်ပွဲပြင်းထန်နေရလို့စစ်ရေးတရင်ရင်မြကပြောပါတယ်ခလာရ58နာကကာကင်စကန်တွေကို KIA ကပြခဲ့တဲ့ရပ်ပိုင်းအတွေ့သိမ်းယူခဲ့ပြီးလက်ရှိမှာတော့တရင်ကိုဆက်လက်ထိုးစစ်ဆင်နေရလို့သူကဆက်ပြောထားပါတယ်စစ်ကော်မရှင်ကတော့ကချင်ပြည်နယ်ကစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ထုတ်ပြန်ပြန်ထားလို့ပြောရှိထားပါတယ်နတလေးမှာစစ်ရေးကျင်းမာပြီးနေအိမ်ဟာနဲ့ချီမီးရှို့ခံရတဲ့တရင်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပဲခူးတိုင်းနတလေးမြို့နယ်ထဲမှာစစ်တပ်နဲ့နတလေးခရိုင်အခြေဆိုင်တော်လိုင်းရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ဖေဖော်ဝါရီ14ရက်နေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေရလို့ဒေသခံတွေကပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ12ရက်နေ့တုန်းကနတလေးမြို့နယ်တောင်ညိုမြို့တဲ့အနီးမှာစစ်တပ်နဲ့တော်လိုင်းရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တိုက်ပွဲအနီးကကျေးရွာတချို့ကိုစစ်တပ်စစ်ကြောင်းတွေဝင်ရောက်ခဲ့လို့ပြောရှာခဲ့ပါတယ်။တိုက်ပွဲနာကရွာတွေထဲဝင်ပြီးမီးရှို့တယ်လို့ဆိုထားပါတယ်။မနေ့ကလည်းတောင်ညိုမြို့တစ်ကအရက်သားနဲ့အိမ်တွေကွက်သိစေတန်းတွေအထိပေါရွာသားရပြိဆိုင်ရွာတို့ကနေအိမ်တချို့ကိုစစ်တပ်ကမီးဆက်ရှို့ပြီးဖျက်ဆီးခဲ့လို့ပြောဆိုခဲ့ပါတယ်။နေ့ရက်စတိုက်စစ်တပ်ကမီးရှို့နေတာရှို့ခံရတဲ့ရွာအကုန်ပေါင်းရင်အိမ်ချေ100အထက်ရှိရလို့မြေပြင်တရေမြစ်ကပြောဆိုကြပါတယ်။ဖေဖော်ဝါရီ9ရက်နေ့တုန်းကလည်းစစ်တပ်နဲ့ပြည်သူ့စစ်အရက်ခေါ်ပြူစောတိလို့ပူးပေါင်းစစ်ကြောင်းထိုးလာချိန်နဲ့တလီမြို့ထဲအိမ်30တာခွားနဲ့ဘန်းကောင်တန်ကျွေးရတို့ကအရက်သားနဲ့အိမ်50ထက်မနည်းဖြက်စီမီးရှို့ခံရတယ်လို့ဆိုထားပါတယ်။စစ်ကော်မရှင်ဘက်ကတော့နတလင်းကစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ဒီကနေ့ဖေဖော်ဝါရီ14ရက်နေ့လယ်ပိုင်းအထိသတင်းထုတ်မပြန်သေးပါဘူး။ကိုခိုင်မှာမြောက်ပိုင်းနေအောင်နှစ်ဖွဲ့ရန်ဖြစ်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာပဲ။ရှမ်းပြည်နယ်မြောက်ပိုင်းကော့ခိုင်မြို့မှာမြောက်ပိုင်းညီနောင်3ဖွဲ့ချက်ကကြောင်အောင်ကျန် TNN နဲ့ကိုကကျန် MNDT တို့ရဲ့ကျပွဲဝင်တချို့ရဖြစ်နေတဲ့ရုပ်သံမှာတခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ MNDT
ကိုခိုင်မြို့မှာစောက်ကြည့်ကင်မရာတွေတက်ဆင်နေတာကြောင့် TNA ဘက်ကမလုပ်ဖို့ပြောသလိုမြို့နေကပါစုပ်ဖို့ပြောရင်တပ်ဖွဲ့ဝင်တွေရန်ဖြစ်တယ်လို့တပ်နှစ်ခုလုံးနဲ့နေဆက်တဲ့စိတ်ရည်တည်ရင်မိကပြောဆိုခဲ့ပါတယ်ရုပ်သံဖိုင်ထဲမှာတော့ MNDAA တပ်ဖွဲ့တအုပ်နှာခေါင်းတစ်ဝိုက်မှာသွေးတွေပေးရှန်နေတွေ့ရပြီးအကျိုးခံရလို့နှာခေါင်းထိထားရလို့မြေပြင်အခြေအနေတိသူတို့ကပြောကြားခဲ့ပါတယ်ကိုခိုင်မြို့ပေါ် TNA ကထိန်းချုပ်ထားပေမဲ့ MNDAA ကလည်းကိုခိုင်မြို့အထူးဒေသ1အုပ်ချုပ်ရေးနယ်မြေထဲမှာထည့်သွင်းပြီးနယ်မြေအခန့်အသတ်တွေနဲ့အုပ်ချုပ်နေတာဖြစ်ပါတယ်အလားတူကိုခိုင်မြို့ပေါ်မှာကချင်လွတ်လပ်ရေးတပ် KIA ရဲ့စစ်တပ်ရေးရုံးလည်းရှိတယ်လို့ KIA တပ်ဖွဲ့ဝင်တွေကတော့2025ခုနှစ်အထိမြို့ပေါ်မှာတွာလာလှုပ်ရှားမှုတွေရှိခဲ့ပါတယ်ပြီးခဲ့တဲ့လပိုင်းကလည်း TNA နဲ့ MNDAA ကြားကိုခိုင်မြို့နယ်ပတ်သက်လို့နယ်မြေအငြင်းပွားမှုတချို့ရှိခဲ့ရလို့ဆိုထားပါတယ်အရင်ကဆိုဘယ်တက်ဖြစ်ဖြစ်မြို့ပေါ်မှာစစ်ဝစ်စုံအပြည့်နဲ့အသွားလာသိမ်းမလို့ကြဘူးပြီးခဲ့တဲ့ရက်ပိုင်းအထိ MNDAA နဲ့ TDL ကဝစ်စုံအပြည့်နဲ့တွေ့ရရင်လို့မြို့ခံတို့ကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲရလကကွက်လာကျင်းနိုင်တယ်လို့ရွေးကော်မရှင်ကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲရလမှာကိုယ်စားလှယ်လောင်းနေတဲ့နင်းနာမှုရှိတယ်လို့ယူဆရင်ကကွက်လာတွင်နေနိုင်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမနေ့ကနိုင်ငံရေးပါရီအနေနဲ့ဒေးဆုံပွဲမှာပြောကြားလိုက်ပါတယ်တိုင်းဒေသကြီးပြည်နယ်တွေရဲ့မဲဆန္ဒနဲ့အလားရွေးကောက်ပွဲရလအသေးစိတ်တွေကိုနိုင်ငံရေးပါတီကောင်းဆောင်တွေနဲ့ကိုယ်စားလှယ်တွေတာဝန်ရှိသူတွေနဲ့လေးလာနိုင်မှုပွင့်လင်းမြင့်သာမှုရှိမရှိကိုခင်ကျင်ပြသထားရဲဆိုတာကိုလည်းရွေးကောက်ပွဲကော်မရှင်ကဆိုထားခဲ့ပါတယ်။ရွေးကောက်ပွဲ၃ပိုင်းလုံးအတွက်ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ခဲ့တဲ့အပိသက်ရလဒ်တွေအရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအစိုးရဖွဲ့နိုင်တဲ့အထိမဲအများဆုံးအနိုင်ရရှိထားပြီးလွှတ်တော်3ရက်ပေါင်း939နေရာအထိရရှိနိုင်ခဲ့ပါတယ်။ဒုတိယအများဆုံးရနိုင်ခဲ့တဲ့တိုင်းရင်းသားစီလုံးညညရေးပါတီကတော့68နေရာပဲနိုင်ချတာပဲဖြစ်ပါတယ်။ဂျာပြူပါတီဥက္ကဋ္ဌဦးဆိုင်အဘာကတော့မဲရလဒ်တွေနဲ့ပတ်သက်လို့ကတ်သက်စရာမရှိဘူးလို့ထော်ပြချပါတယ်။ကင်ဂျုံရဲ့သမီးကိုအနာဂတ်မြောက်ကိုရီးယားခေါင်းဆောင်အဖြစ်တောင်ကိုရီးယားထောက်လှမ်းနေတဲ့သတ်မှတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကသမီးဖြစ်သူကင်ဂျူအေကိုတို့ဂျာတို့အရရာဆက်ခံမဲ့သူအဖြစ်ရွေးချယ်လိုက်ပြီးလို့တောင်ကိုရီးယားထောက်လှမ်းရင်လွတ်တော်အမတ်တွေကိုဂျာတာဘရီနီကပြောကြားခဲ့ပါတယ်။အသက်73နှစ်ရှိပြီလို့ယူဆရတဲ့ကင်ဂျုံအေကိုစက်တင်ဘာမှာပေကျင်းကိုတွားရောက်ခဲ့တဲ့ခရီးစဉ်အပါအဝင်အရေးကြီးတဲ့အခမ်းအနားတွေမှာသူ့ဖခွေအနီးမှာမြင်တွေ့ခဲ့ရပါတယ်။ပေကျင်းရေးစီဟာသူတို့ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ကင်ဂျုံအေကအရေးပါတဲ့အခမ်းအနားတွေကိုတူဝမိုတက်ရောက်လာတာအပါအဝင်အစီအစဉ်ရက်ကုန်ထဲတင်သက်ချက်ပြီးသတ်မှတ်ထားလို့တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး NIS ကလွှတ်တော်အတွင်းမှာပြောကြားလိုက်ပါတယ်။အခုလနောက်ပိုင်းလုံးနဲ့မြောက်ကိုရီးယားလို့သမားပါတီကွန်ရက်ကိုသူတက်ရောက်မရောက်ကိုလည်း NIS ကအနိကစောက်ကြည့်နေပါပဲဖြစ်ပါတယ်ပါတီကိုဂရက်က9နှစ်တစ်ချိန်ကျင်းပလေးရှိတဲ့အကြီးမားဆုံးနိုင်ငံရေးစီမင်းလည်းဖြစ်ပါတယ်ပါတီကွန်ဂရက်ကိုကြည့်ပြီးမြောက်ကိုရီးယားအစိုးရရဲ့လာမယ့်9နှစ်အတွက်ချမှတ်မဲ့နိုင်ငံရေးမူဝါဒစစ်ရေးပြည်စင်မှုနဲ့နျူကလ িয়ার ဆိုင်ရာယူမှန်းချက်တွေကိုခံမှန်းသုံးသပ်ကြားရမှာပဲဖြစ်ပါတယ်ကင်ဂျုံရေးကအရရဆက်ခံမဲ့သူအဖြစ်လေးကျေတင်ကြခံရပြီးအခုချိန်မှာတော့ဆက်ခံသူအဖြစ်သတ်မှတ်ခံရတဲ့အဆင့်ကိုရောက်နေပြီလို့လွှတ်တော်အမတ်လေးဆိုကိုကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ကိုရီးယားပြည်သူတပ်မတော်တည်ထောင်မှုနှစ်ပတ်လည်ပြည့်အခမ်းအနားတက်ရောက်တာအပါအဝင်အရေးပါတဲ့အခမ်းအနားတွေတက်ရောက်တာကင်ဆူဆန်နီနန်တော်ကိုတွားရောက်တွေ့ဆုံပြီးနိုင်ငံတော်ဆိုင်ရာမူဝါဒတချို့နဲ့ပတ်သက်လို့သူ့အမြင်ကိုထုတ်ပြောတဲ့အရေးလက္ခဏာတွေကိုတွေ့ရှိရပါတယ်။သူကအခုချိန်မှာဆက်ခံသူအဖြစ်သတ်မှတ်ခံရတဲ့အဆင့်ကိုရောက်နေပြီလို့ NIS ကယူဆထားပါတယ်လို့လီကဆိုပါတယ်။ဂျူအေယာကင်ဂျုံအွန်နဲ့သူ့ဇနီးရီဆိုဂျူရရဲ့တဝီသေးသောသားသမီးဖြစ်ပါတဲ့ကြပြင်ကင်ဂျုံမှာသားကြီးတယောက်ရှိပေမဲ့သူ့ကိုမြောက်ကိုရီးယားမှာဖော်ပြခြင်းမရှိလို့ကင်ဂျုံအွန်ကပွဲထုတ်တာမျိုးမရှိဘူးလို့ NIS ကယူဆထားပါတယ်။ချိန်မထားတဲ့သတင်းရင်းမြစ်တစ်ခုကြောင့်ဂျူအေရှိနေတာကိုတော့သိလိုက်ရတာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားခရီးစဉ်တစ်ခုမှဂျူအေလေးကိုခြေထားခဲ့ဘူးလေလို့အမေရိကန်ဘတ်စကတ်ဘောသမားဂျင်းနီယောမန်က2013ခုနှစ်မှာဂါဒီယန်သတင်းစာကိုပြောပူပါတယ်2022ခုနှစ်မှာဂျိုအေကိုနိုင်ငံပိုင်ရုပ်သံတွေမှာပထမဆုံးပြောပြခဲ့ပါတယ်။ဖခင်ပြည်သူလက်ကိုကိုင်းနာပြီးမြောက်ကိုရီးယားရဲ့နောက်ဆုံးပေါ်တိုက်ချင်းတဲ့ drone ကြီးကိုစစ်ဆေးနေတဲ့သူ့ကိုနေတွေ့ခဲ့ရပဲဖြစ်ပါတယ်။အခုတော့သူကနိုင်ငံပိုင်ရုပ်သံမှာမကြာခဏဖော်ပြခံရပြီးအာဏာရှင်ဖခင်ရဲ့ပုံရိပ်ကိုအလေးပြုသဘောဆောင်မြင်လာတာစွမ်းဆောင်နိုင်ခဲ့ပါတယ်။တရုတ်မှာပြုလုပ်တဲ့စစ်ရေးပြပွဲတွေရောက်ရှိလာပြီးပေကျင်းဘူတာမှာကြီးကတက်ထားတဲ့ရကားပေါ်ကနေဆင်းနေတဲ့
ကျိုရေးကရပ်ပုံတွေကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။သူကသူနဲ့တပ်တူရွက်တူတွေကိုပိတ်ပင်ထားတဲ့စပင်ရှည်မချရစီးမြင့်ကိုလိုက်နာစရာမလိုပဲစပင်ရှည်ထားပြီးသူ့နိုင်ငံသားတွေလည်းလက်မမီတဲ့နမဲကြီးတစိမ့်အဝတ်စားတွေကိုဝတ်ဆင်ပါတယ်။ကျိုရေးကမိုးဝါဒရေးရာနဲ့ပတ်သက်လို့အမြင်တွေကိုထုတ်ပြောနေပြီးဒုတိယအကြီးဆုံးခေါင်းဆောင်အဖြစ်သတ်မှတ်ခံရပြီလို့နောက်ထပ်အမတ်တော်ဖြစ်တဲ့ပါဆွန်ကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားမှာကေမီသားစုအတွင်းမျိုးဆက်သုံးဆက်အာဏာလွှဲပြောင်းခဲ့ပြီးဖြစ်ကလက်ရှိခေါင်းဆောင်ကလည်းသူ့သမီးကိုအာဏာလွှဲပြောင်းမယ်လို့အများကယုံကြည်ထားပါတယ်။မြောက်ကိုရီးယားကအမျိုးသားတွေကြီးဆိုတဲ့လူအဖွဲ့အစည်းဖြစ်တာမို့သားရှိရတဲ့သမီးဖြစ်သူကိုအာဏာလွှဲပြောင်းမှုစီစဉ်နေတာကြောင့်မေကွန်ထုတ်စရာတွေလည်းရှိနေပါတယ်။မြောက်ကိုရီးယားကိုအမျိုးသမီးတူကဥဆောင်တော့မဖြစ်နိုင်တဲ့ကိစ္စလို့မြောက်ကိုရီးယားကတိတ်ရှောင်လာသူတွေနဲ့လေ့လာသူတွေကပြောပြပေးပါတယ်။ဒါပေမဲ့ကင်ရဲ့နှမကင်ယုံကျုံကယာရုယာကအတီတီမမယူထားတာမို့အမျိုးသမီးတွေဥဆောင်နိုင်လို့လည်းပြောဆိုနိုင်နေရှိပါတယ်။ကင်ယုံကျုံကလည်းရှိကိုရီးယားလူသမားပါတီရဲ့ဗဟိုကွန်မြူနီမှာအစီအမြင်ရာတွေယူထားပြီးသူ့အကိုပေါ်နှမြုံနိုင်တဲ့ရှိရလို့ပြောဆိုမှုတွေရှိထားပါတယ်။ဒါပေမဲ့အသက်လည်းအတော်ငယ်ပြီးကျန်းမာမှုရတဲ့ကင်ကျုံအွန်ကအသက်73နှစ်အရွယ်သူကိုအရရဆက်ခံမဲ့သူအဖြစ်ရွေးဆန်းတာချူးစမ်းတယ်လို့ပြောပြထားပါတယ်။မရောက်နိုင်တဲ့အစိုးရပါဝင်စစ်ကောင်းဆောင်များရဲ့ပိုင်ဆိုင်မှုများစစ်တပ်ရေးစီးပွားရေးလုပ်ငန်းများကိုတင်စီပြီးရိုဟင်ဂျာလူမျိုးတို့တပ်ဖွဲ့မှုမှအသက်ရှင်ကျန်ရည်သူများအတွက်နင်နာကြေးပေးရန် PRO UK အဖွဲ့ကအာဂျင်တီးနားရုံးတရားရုံးကိုတရားစွဲဆိုခဲ့ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာပြည်ထောင်အခြေဆိုင်မြန်မာရိုဟင်ဂျာအဖွဲ့ကမြန်မာစစ်တပ်ရဲ့ထိပ်သိမ်းခေါင်းဆောင်များထံမှနင်နာကြေးရရှိရန်နဲ့၎င်းတို့၏စီးပွားရေးပိုင်ဆိုင်မှုကိုသိမ်းဆည်းရန်အတွက်အာဂျင်တီးနားနိုင်ငံရှိတရားရုံးတစ်ခုတွင်အရက်ပတ်ဆိုင်ရာတရားစွဲဆိုမှုတစ်ခုကိုတွင်သွင်းလိုက်ပါရဖြစ်ပါတယ်။အဆိုပါရှောက်လဲချက်သည်မြန်မာစစ်တပ်ခေါင်းဆောင်များ၏စီးပွားရေးပိုင်ဆိုင်မှုများကိုဖော်ထုတ်သိမ်းဆည်းပြီးလူမျိုးတူတပ်ဖက်မှုအတွင်ထိခိုက်ဒဏ်ရာနစ်နာခဲ့တဲ့ရိုဟင်ဂျာများအတွက်ပြန်လည်ပေးလျော်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းယခုတရားစွဲမှုသည်မည်သည့်နေရာမဆိုကျူးလွန်သည့်လူမျိုးတို့တပ်ဖြတ်မှုကဲ့သို့ကြီးလေသည့်ရာဇဝတ်မှုများကိုမည်သည့်နိုင်ငံကမဆိုတရားစွဲခွင့်ရှိသည်ဟုသောတကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူဝါဒအရထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ PROUK ရှောက်လဲချက်တင်မြန်မာစစ်တပ်၏ကာကွယ်ရေးဝန်ကြီးဦးကြီးစောမရောက်နိုင်တဲ့ဒုတိယကာကွယ်ရေးဦးကြီးစောစိုးဝင်းတို့အပါအဝင်ထိပ်သီးခေါင်းဆောင်များ၏အမြင့်တက်ကြောင်းထုတ်ပြန်မြန်မာစီးပွားရေးကော်မရှင် MEC မြန်မာစီးပွားရေးကော်မတီ Limited MEHL ကဲ့သို့သောစစ်တပ်ပိုင်းလုပ်ငန်းကြီးများနှင့်၎င်းတို့နှင့်ဆက်သွယ်နေတဲ့ကုမ္ပဏီများကိုပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်တရားရုံးကိုတိုက်တွန်းခဲ့ပါတယ်။ PBOK ဥက္ကဋ္ဌချုံငင်ကဒါကဖိနှိပ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းအတွက်တရားမျှတမှုရရှိဖို့အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါရိုဟင်ဂျာတွေကဆယ်စုနှစ်ပေါင်းများစွာလူမျိုးတို့တပ်ဖွဲ့မှုကိုခန်းစားနေရပြီးနေနိုင်ခွင့်ရပိုင်ခွင့်ရှိရလို့ဆိုထားပါတယ်မြန်မာရွေးချယ်ခြင်းသူပညာရှင်ဒေါက်တာစာနီကယခုကဲ့သို့သောအာဂျင်နီနာယုံအမှုသည်သမိုင်းတွင်ထင်ရှားသည့်အခြေအနေတစ်ခုတွင်လက်တွေ့အကောင့်နဲ့ပုံရခက်ခဲနာကြောင့်သုံးသပ်ထားပါတယ်စစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းတွေကဒီနင်းနာကြေးကိုပေးတော့ဖို့အတွက်တရားရုံးအမိန့်ကိုလိုက်နာမှာမဟုတ်ဘူးဒါကြောင့်အမေရိကန်အစိုးရကထိန်းချုပ်ထားတဲ့မြန်မာစစ်တပ်ရဲ့ဒေါ်လာဘီလီယံနီးပါးကိုအသုံးပြုဖို့ကပိုပြီးအကျိုးသက်ရောက်မှုရှိနေရလို့ဆိုထားပါတယ်2019ခုနှစ်အခုလအတွင်းမြန်မာနိုင်ငံရခိုင်ပြည်တွင်ဖြစ်ပွားခဲ့တဲ့စစ်တပ်ရဲ့နေမြေရှင်းလင်းမှုများကြောင့်လူပေါင်း9,500,000 ကျော်သည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ပြီးကုလသမဂ္ဂနှင့်အမေရိကန်ဆိုရတို့အဆိုပါဖြစ်ရပ်ကိုလူမျိုးတို့တပ်ဖက်မှုနှင့်လူမျိုးစုလိုက်တုတ်တင်မှုလို့တဝဲဝင်သတ်မှတ်ထားပါတယ်။လက်ရှိတွင်ရိုဟင်ဂျာတသန်းကျော်သည့်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများနှင့်ခုလုံနေဆဲဖြစ်ပြီးမြန်မာနိုင်ငံအတွင်းကျန်ရှိနေသူများသည့်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းစစ်တပ်နှင့်တင်ကြတဲ့ကတ်တန်မှုများကိုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့တတိမေးမှုဖြင့်ဖမ်းဆီးရရှိခဲ့တဲ့ရှမ်းမြောက်မူရစ်စေဝါထုတ်လုပ်စခန်းများကိုဆက်ကြည့်နှင့်လက်ငွေယူခွင့်ခွင့်ပြုခဲ့သည့်ပြည်ချဲရေးကျုံဝင်ကြီးချုပ်ပေါ်အောင်ကျော်ကျော်နှင့်ပြည်ချဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးချိုးနောင်နောင်တို့ကိုစစ်တပ်ကရေးယူထားကြောင်းစစ်ပတ်ဆိုင်ရတဲ့ရင်းမြစ်မှပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံ၏တတိမေးမှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောနှင့်မိုင်းရမြို့နယ်အတွင်းအကြီးစားမူရစ်စေထုတ်လုပ်နေသည့်နေရာ၃ခုထပ်မင်းကိုစစ်တပ်ကဖမ်းဆီးရရှိခဲ့ကြောင်းနှင့်အဲ့ဒီဖမ်းဆီးရရှိမှုတွေပါဝင်ပတ်သက်လျက်ရှိတဲ့ပြည်ထရေးဝန်ကြီးဌာနအစိမ့်မြင့်ရရှိများပါဝင်ပတ်သက်လျက်ရှိတဲ့ကိုစစ်ဆေးတွေ့ကြကြောင်းအဲ့နောက်စစ်တပ်ကဒုဝန်ကြီးနဲ့ဝန်ကြီးနှစ်ဦးစလုံးကိုရာထူးမှချုပ်ပယ်ရေးလူကျန်းကြောင်းသိရှိရပါတယ်ပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အားကျော်နဲ့ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးချိုးနောင်နောင်ရာထူးမှဖေရှားရေးကိုရမွန်ဒီရှမ်းပြည်နယ်မှာမူရစ်စေဝါစကန်ကိစ္စကအ
အဓိကဖြစ်ပြီးတရုတ်နိုင်ငံကမွေးရစေဝါစကမ်းများနဲ့ပတ်သက်တဲ့သတင်းများကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ထံတို့တိုင်းရတရေပေးခဲ့လို့သိရှိရပါတယ်။တရုတ်ကရှမ်းပြည်မှာမွေးရစေဝါစကမ်းတွေရှိနေတယ်ဆိုတော့ဗိုလ်ချုပ်မှုစီတိုင်းရသတင်းပေးပြီးအဲ့နယ်မြေခံကရဲတွေတိုင်းရဲတွေအစင်တီငွေယူပြီးမွေးရစေဝါလုံးဆောင်နေတာပေါ်ပေါက်လာပါတယ်။ဒီကိစ္စကအဓိကဒုဝန်ကြီးရောဝန်ကြီးရောအရေးယူတာခရပြီးရှမ်းမြောက်မွေးရစေဝါကိစ္စလို့နေပြည်တော်တရင်ရင်ကထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကပြည်ထောင်ရေးဝန်ကြီးချုပ်အောင်ကျော်ကျော်ကိုဖမ်းဆီးစစ်ဆေးပြီးနောက်လက်ပေးလက်ယူခြားစားမှုအစဉ်စဉ်အာဏာအလွဲသုံးစားလုံးမှုပေါ်ပေါက်ပြီးဝန်ကြီးဒုဗိုလ်ချုပ်ထွန်းနောင်မှာဆက်လက်ဖမ်းဆီးစစ်ဆေးခံရပါတယ်ဇန်နဝါရီ23ရက်နေ့တွင်စစ်တပ်ကပြည်ထောင်ရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုရာထူးမှဖယ်ရှားပြီးလက်ပေးလက်ယူမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ပြီးရပ်ပိုင်းအကြာဇန်နဝါရီ29ရက်နေ့ပြည်ထောင်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျွန်းနောင်ကိုရာထူးမှဖယ်ရှားကနောက်ဆက်တွဲအဖြစ်ဆက်လက်ဖမ်းဆီးစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ကျော်ကျော်ကိုစစ်ဆေးရမှာမွေးရစေဝါအမှုအပြင်ကုန်သွယ်ရေးတွေတရားမဝင်ကုန်များနဲ့ကုန်ကားများကိုလက်ပေးလွှတ်ပေးမှုဌာနတွင်တင်နာနှင့်လောက်ပေါင်ခွင့်များကိုအလဲအစားသုံးမှုကြောင့်လောင်ကစားလက်ပေးလက်ယူခွင့်ယူမှုများပေါ်ပေါက်လာကြောင်းသိရှိရပါတယ်။မွေးစေပြောက်ပြီးတရားဝင်ကုန်သွယ်ရေးခွင့်ပြုတာနောက်တစ်ခုကဌာနတွင်အာဏာလွဲတောင်းစားလုပ်ပြီးတင်နာနှင့်လောက်ပိုင်ငွေနဲ့ချပေးတာလောင်ကစားမှုတွေလက်ပေးငွေယူမှုခွင့်ပြုတာအဲ့ဒါတွေကိုဒုဝန်ကြီးကိုစစ်ဆေးတဲ့အချိန်မှာပေါ်ပေါက်လာတဲ့အမှုတွေများလို့တဲ့အတွက်ဝန်ကြီးအနေနဲ့လည်းတာဝန်ရှိပြီးနောက်တစ်ခုကဒုဝန်ကြီးနဲ့အဖွဲ့ကလာစင်ဝန်ကြီးကိုကာကျေးပေးကကျွန်တော်အဖြစ်ပါဝင်ပတ်သက်မှုအဖြစ်အရေးယူခံရတာပဲဖြစ်ပါတယ်။ဒုဝန်ကြီးရောဝန်ကြီးရောနှစ်ဦးစလုံးစစ်ဆေးခံရတယ်လို့နေပြည်တော်တရေမြေကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိပြည်ထောင်ရေးဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးချွန်းနောင်နေရာမှာဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်ကတာဝန်ယူထားပြီးဒုတိယဝန်ကြီးဟောင်းဗိုလ်ချုပ်အောင်ကျော်ကျော်နေရာမှာဗိုလ်ချုပ်မင်းသူကတာဝန်ယူထားပါတယ်။ပြည်ထောင်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးချွန်းနောင်ကစစ်တပ်ကရောအပတ်စဉ်25မှာဖြစ်ပြီးအရှိအလဲပါတိုင်းစစ်ဌာနချုပ်တိုင်းမှုမြောက်ပိုင်းကစစ်ဌာနချုပ်တိုင်းမှုရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုအမတ်တေစစ်စင်ရဲ့အထူးအဖွဲ့ရှားတုများကိုတာဝန်ထမ်းဆောင်နေသူပဲဖြစ်ပါတယ်။နေပြည်တော်ပြည်မနာနေငလေးပေး6ပတ်မှုများရလိုပါကမိသားစုတဆုပ်လေးကျက်ဆဲသိပေးနေရပြီးရပ်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကအကတိလိုက်စားမှုနဲ့အလွဲသုံးစားလုပ်မှုအကြီးအကျယ်လုပ်နေကြောင်းဒေသပြည်သူတွေကသတင်းပေးပို့ချပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့စကိုင်းတိုင်းငလင်ကြီးကျောင်းနေပြီးတော့ပြည်မနာမြို့နယ်အတွင်းပျက်စီးသွားခဲ့သောနေရန်အတွက်ထပ်ပိုင်းလုပ်ငန်းများဆောင်ရွက်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကပွဲတော်ကြီးတစ်ဖွဲ့အကတိလိုက်စားမှုကျူးလွန်နေကြောင်းငလင်ပေးသည့်ပြည်သူတွေကပြောဆိုခဲ့ပါတယ်ပြည်မှာနောက်မြို့တွင်အထူးသဖြင့်ရွှေကြီးရပ်ကွက်နှင့်မင်္ဂလာရပ်ကွက်တို့တွင်ငလင်ပေးသည့်အိမ်တို့စရိတ်ကယူရာတွင်အုပ်ချုပ်ရေးမှုနှင့်ယာယီမှုတို့ကကျဲအိမ်လင်ငွေကျပ်ဆက်သိန်းပေးဆောင်မှသာလင်ငလေးကြောင့်အိမ်တို့စရင်တွေထည့်သွင်းမင်းဖြစ်ကြောင်းငွေပေးနိုင်ရင်အမှန်တကယ်အိမ်တို့ကြောင့်ကိုမှကိုတစိမ့်တစ်ပိုင်းပျက်စီးစေရင်းကထွေတင်သဖြင့်ငလင်မေးတဲ့6ပတ်ပစ္စည်းများနဲ့ငွေကြေးများကိုတော့အနေနဲ့ရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်ငလင်မေးတဲ့ပြည်သူများအတွက်နိုင်ငံတကာလူရှင်များနဲ့နိုင်ငံတကာအစိုးရက6ပတ်သည့်သို့ပြည်လက်မြင့်နဲ့တန်ကြောင်းများကိုငွေကျပ်10သိန်းပေးနိုင်သူများကအပြေဝါရရှိကြောင်းအဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကငလင်မေးတဲ့ပြည်သူများအတွက်ပေးရသောအင်ဆောင်ပစ္စည်းများကိုကားဖြင့်တဲ့ထုတ်ကပြမစေခွက်တို့ပြည်လဲရောင်းစားနေကြောင်းသိရှိရပါတယ်ရှေကီရွက်ကအောက်ကြီးစိုးစိုးလေးအရင်ဦးသိန်းစိန်လက်ကတည်းကစာဖာကြီးပဲ NLD လက်ချက်မှာပြုတ်သွားပြီးမဲ့အာဏာသိမ်းပြီးနောက်ပိုင်းအော်ဒီပြန်ဖြစ်လာတာအခုငလင်းလောက်ပြီးနောက်ပိုင်းသူနဲ့သူ့လက်ပါစေရရင်မှုတွေဖြစ်တဲ့ကြော်မြစ်တေမောင်လေးကြီးတို့ဆိုရင်ငလင်း6ပတ်ချင်းငွေလူချင်းသူတွေစီကနေတိုင်အိမ်သားငွေကျပ်10သိန်းတောင်းကသိန်းရောင်ချီရစောသွားပြီးအောက်ကြီးဆိုဆိုရင်သူ့အိမ်ကို3နှစ်တောင်းတာဆောက်ထားပြီးလို့ငလင်ပေးသည့်ပြည်သူတို့ကပြောထားပါတယ်ငလင်ပေးသူပြည်သူတွေအတွက်အိမ်ဆောင်ပစ္စည်းနဲ့ထောက်ပံ့ရေးပစ္စည်းများကိုအမှန်ငယ်ဒုက္ခရောက်နေသူတွေကိုမပေးဘဲမြို့နယ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်များကကိုယ်ပိုင်ပစ္စည်းများကဲ့သို့ချုပ်ရနေကြကြောင်းမြို့နယ်ထွေးအောင်နဲ့ရပ်ကွက်အုပ်ကြီးများမှာပလင်းတူဖို့စုပေါင်းဆိုင်နေကြဖြစ်တဲ့ဖြစ်သွားရောက်တိုက်ကြတော့လဲထိရောက်သည့်ရေးရင်မှုမရှိကြောင်းသိရှိရပါတယ်ကျွန်တော်တို့မှာအိမ်ပြလို့နေစရာမရှိဖြစ်နေတာသူတို့ကတော့ကျွန်တော်တို့နာမည်တွေသုံးပြီးတုတ်ပြီးလက်မြေကားနဲ့တိုက်ပြီးရောင်းစားနေတာအပူစားရေးစားနေတဲ့တခုပဲလို့ငလင်ပေးတဲ့နဲ့ပြည်သူတအုပ်ကပြောပြထားပါတယ်လက်ရှိတွင်ပြင်မနာမြို့အတွင်းငလင်ပေးသည့်ပြည်သူများမှစာဝတ်နေရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အခက်အခဲကြီးစွာရေးဆိုင်နေရပြီးငလင်ပေးသည့်ပြည်သူများထောက်ပံ့ရေးအစီအစဉ်မှာမြို့နယ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက်စီးပွားဆိုင်ရာနေရာကြီးဖြစ်နေကြောင်းငလင်ပေးသည့်ပြည်သူတွေကပြောဆိုထားပါတယ်ရန်ကုန်တိုင်းတကုံမြို့တဲ့မြောက်ပိုင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကားမှန်တိုင်တွေကားဆောင်နေတဲ့လူငယ်တွေကိုစစ်မှုထမ်း
ပြေစုဆောင်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပြချပါတယ်ဖေဖော်ဝါရီ10 ရက်နေ့နေ့ပိုင်းကတောင်တကုန်းတိန်ချောင်းလမ်းဆောင်မတ်တိုင်းမှာကားဆောင်နေတဲ့အသက်20ဝန်းကျင်လူငယ်တအုပ်ကိုအရန်ဝင်နေစစ်ကွေးတွေကဆိုင်ငယ်3ဆင့်ပြလာရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီးနောက်ပိုင်း54ရက်ကွက်မှာလည်းမုံငါရောင်းနေတဲ့လူကနေမကောင်းလို့သူသားကိုစားသားတိန်ခိုင်းတာကိုစစ်ခွေးကပေါ်တာဆွဲသွားလို့အဲ့ဒါကို380နဲ့ပြန်ရွေးရတယ်လို့ပြည်သူတအုပ်ကပြောပြထားပါတယ်အဲ့ဒီပြင်မန္တလေးတိုင်းဝန်တင်မြို့တွင်လည်းအကြမ်းစစ်တပ်ကအလှူအိမ်နိုင်ရင်အိမ်နေမင်္ဂလာဆောင်များကိုပြတ်မှတ်ထား၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေါ်လာရေးတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ဖေဖော်ဝါရီ17 ရက်နေ့ညပိုင်းအကြမ်းစစ်တပ်ကခေကြီးရောက်မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးနောက်ဝန်တင်မြို့သို့ထွက်ကာလာစေအလှူပွဲမှပြန်လာသည့်ဖုန်ကြီးကားကိုတားပြီးဖုန်ကြီးတွေနဲ့လိုက်ပါလာသောဖုန်ကြီးကျောင်းသား2ဦးကိုလည်းစစ်တပ်ကထပ်မံပေါ်တာဆွဲဖမ်းဆီးကြောင်းသိရှိရပါတယ်အကြမ်းစစ်သားများသည့်ခင်ကြီးရွာရှိမင်္ဂလာဆောင်တစ်ခုကိုလည်းချက်မှန်ဝင်ရောက်ဆွေးနွေးပြီးအသက်15နှစ်အရွယ်လူငယ်တဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းအဆိုပါလူငယ်ကပြန်လည်ခုခံထားကြောင်းစစ်တပ်ကထိုးချိန်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်စစ်ကွေးတွေကသူတို့လိုအရန်လိုချင်တဲ့ရွာတွေကအလှူအိမ်တွေမင်္ဂလာဆောင်တွေကိုပြတ်မှတ်ထားပြီးပေါ်တာလိုက်ဆွဲနေအိမ်ကအလှူအိမ်ကပြန်လာတဲ့ဖုန်ကြီးကားကိုလည်းဝိုင်းထားပြီးကားပေါ်ကပါလာတဲ့ဖုန်ကြီးကျောင်းသား2ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးရွာတွေကမင်္ဂလာဆောင်ကိုလည်းလူငယ်ဝင်ရှာတာမရှိလို့ဆိုပြီးဘေးအိမ်ကအသက်15နှစ်အရွယ်ကောင်လေးကိုထိုးချိတ်ပြီးခေါ်သွားတယ်လို့ဆိုထားပါတယ်အလားတူမန္တလေးတိုင်းမို့ကိုမြို့နယ်နဲ့ရှေ့တွဲထက်ရန်ပြည်စင်နေသည့်အကြမ်းစစ်တပ်မှာစစ်မှုထမ်းတပ်သားတွေ6ဦးထွက်ပြေးသွားတဲ့ကြောင်းစစ်တပ်ကလိုက်လံရှာဖွေနေကြောင်းပြောပြချပါတယ်ဖေဖော်ဝါရီ17 ရက်နေ့ညပိုင်းမှာအကြမ်းစစ်တပ်ဘက်မှထွက်ပြေးသွားသည့်စစ်မှုထမ်းတပ်သား6ဦးကိုစစ်တပ်ကလိုက်လံရှာဖွေနေဖြစ်ပြီးထွက်ပြေးသူများလည်းလက်နက်ခဲယမ်းယူဆကြောင်းသိရှိရပါတယ်17 ရက်နေ့မှာစစ်ကွေးရှိကထွက်ပြေးသွားတယ်လို့သိရှိရပြီးသူတို့ရှိမှလက်နက်ခဲယမ်းတွေပါပြီးခွေးတွေကအတင်လိုက်ပြန်ရှာနေရလို့ဖမ်းမဝီတီလို့သိရှိရပြီးမိုးကုတ်မြို့နယ်တွင်စစ်ကွေးတွေကချက်ပြီးစစ်ကြောင်းတို့ကိုပြည်စတာတွေလုံနေလို့ဒေသခံရင်းမြစ်တွေရှိကသိရှိရပါတယ်ဖေဖော်ဝါရီ10 ရက်နေ့မှာလည်းမိုးကုတ်မြို့နယ်ချောင်းကြီးရွာနဲ့ရှမ်းကုန်းဆန်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းစစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်ခဲ့ပြီးထိတွေ့တိုက်ပွဲအတွင်းအကြမ်းစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြခဲ့ကြောင်းအဲဒီတိုက်ပွဲအတွင်းအထိနာခဲ့သောစစ်တပ်စစ်ကြောင်းကမိုးကုတ်မြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားပြီးပေါ်ပတန်းရသို့ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်